လိုလိုနဲ့နေ့ခါညာကိုမိမိနဲ့တွေ့ရမှာနော်အမေကလူနဲ့တိတ်ပြီးရုံးတော့မနေတာတော့ကိုမိတ်ဆက်ပေးရတမျိုးကြီးပဲပေါ့ပြီးတော့အမေကကိုမကိုပဲလေ ယောဂဘေးပိုင်ပါတယ်ဆရာကြီးပဲ ဘေဘီလက်ပြအိမ်လာလို့ရှိရင်ဒီလိုကိုစားကြီးဝတ်မလာနဲ့အမေကအဲ့လိုပုံမကြိုက်ဘူး ရေးစီပါကြည့်တယ် မေဒါတားကောက်ပါလေ အဲ့ဒီတနခါနဲ့ပြန်ဝင်းနေရတယ်နော် ဟုတ်တယ်ဟိုအမေတနခါအရင်ကြိုက်တာ ဒီဒါဖေဖေချာထတာလေတရတိစိတ်နှလုံးလေးတွေလက်ဆောင်ကြည့်လိုက် ဒီမှာတည့်ရသေးလေး ဟဲ့အန်တီကပါ အမေအနောက်ကြီးပါလေ ခါနေမှာလက်ဆောင်ပါပေးလိုက် ဖယ်သွားမလို့လေ ဒီဘက်ဆောင်ပါ 20 minutes later. The next day. အန်တီအဲ့ဒီတော့တန်ချမောင်းမယ်စီလာလေးပဲအန်တီတားလေးဒီနေ့ရမ်းဝဲရတာနော်ကိုဝဲရ သမီးရတယ်အဲ့ဒါထွေးဆိုင်ပါပြန်ရမယ်နော် ကဲရမ်းဝဲတာကြည့်ရစီ ငါမေပါလာလိုက်တာမေဘိုင်းချက် ဝတ်သားဟဲ့ အမေရလေဗျာဒါဝတ်သားကြီးမှမကြိုက်တာ အော်မင်းမကြိုက်တာနဲ့ငါတော့မစားရဘူးလေအခုကကောင်မလေးစားချင်တာ ဘယ်ကောင်မလေးရော ဘယ်ကောင်မလေးရပါလဲမင်းကောင်မလေးပေါ့ ဟာ ဒီဒီအဲ့ချက်လေ သမီးစားမယ်ဝတ်သားဟင်းငါပေးကြိုက်တာ စားတယ်ရပြီ စား ဒီရောက်လာကြတယ် တက်တယ်ကဲစားမ အမေတာပါလေစား အော်ဒီမလေးငါးဟင်းနဲ့ချမောက်တယ် အဲ့ပါမေဒါလည်းဒီပဲတော့စားရင် ကူကဒီနေ့ရကောင်းလိုက် A few moments later. မေတနခါမလေးရဲ့အမြဲတမ်းလေးမိတော့ဒါဆိုမင်းက25နေတော့ မေဒီမှာတောင်ကြီးမောင်မရထုတ်တယ်မေရမ်းကြိုက်တဲ့ဒီဖရင်နဲ့နိုင်တောက်ဝဲလာတယ်နိုင်ခွင်မှာတော့ဗီတာမင် C ရဲ့ဗီတာမင် E ရဲ့ပါတာဖြစ်တဲ့အတွက်မိငလာမှာရှိတဲ့အရေးကြောင်းတွေအမဲဆက်တွေတက်တာစီရဲ့နေရဲ့နောက်ပြီးတော့ရေဓာတ်လည်းဖြစ်နေတယ် အိုမင်းရောချင်းကိုလျှော့ကြစေတယ်ဟာသိပါတယ်ဟာဒီမှာငါသမီးလေးပြောပြလို့ငါအားလုံးသိပြီသိလားဒေးကရင်က retinol ရဲ့ vitamin C ရဲ့ collagen ရဲ့ထုတ်ပြီးတဲ့အတွက်အသားအရင်ကြည်လင်လို့ပြောစေတယ်နောက်ပြီးတော့လေမျက်နှာပေါ်တင်လိုက်တာအေးပြီးအရှမ်းကိုနေလို့ကောင်းပါတယ်သိလားဒါလေးအားလုံးကငါသမီးလေးရှင်းပြလို့အကုန်လုံးသိပြီးပြီ အမေအဲ့ဆိုအမေကတားပေးတာမယူတော့ဘူးပေါ့ မယူတော့ဘူးလေအဲ့ဒါလေးအကုန်လုံးမင်းမဲ့တုံးလိုက်တော့ ဟာမေရလေဗျာတားပေးတာလေတောင်ကြီးမောင်းမယ်ပါပဲဗျာ ဟုတ်ပါတယ်မင်းကအခုမှပေးတာပါငါသမီးလေးကဟိုးအရင်က အန်တီကတနခါရမ်းကြတယ်ဆိုတော့ဒီတောင်ကြီးလောက်မြန်နေဆိုအသက်ထွက်တဲ့တနခါလက်ဆောင်ပါဒါကြတော့ဘုသားပလက်ဖြစ်တနခါရဲ့ဒီနေဘူးရထွက်လို့ရှိရင်တတိတာမြေရောင်ကြီးနဲ့ထိပါဆိုဒါလေးလေးမှတ်တော့နော်ဒါကြတော့ကလျာဏီရဲ့ကလျာဏီကကြတော့နေဘူးလန်ကာကွယ်တဲ့ဟာအဲ့မဲ့တော့တနခါစစ်ကနေပြီးတွေးပြီးထုတ်ထားတာဆိုတော့တတိတာလေးကနေဘူးကြီးထဲမှာသွားနေတယ်မှာဒါလေးအိညာရမယ်လက်ဆက်နေဒီကကြတော့တို့နေရာကြတော့ဒီညဘက်ကြလို့ရှိရင်နတ်တန်ပြူနတ်လေးနဲ့နှစ်ချိတ်ချိတ်ပြီးအိပ်ရအောင်အများဝဲတာလေးဒါကြတော့ရွှေကြီးရဲ့ဒီညဘက်ကြရင်ဒါလေးကိုစိမ့်အိမ်မယ်ဆိုလို့ရှိရင်ဒီတနေ့လုံးပြင်မလာမြအကုန်လုံးပေါ့ပါပြီလန်းဆက်ဆက်နေအိပ်ရအင်းတာရမလား အမေတားအမေတားပါဗျာအမေကလည်း ဟုတ်ပါတယ်ဒါပေမဲ့ငါသမီးလေးကတားတဲ့ပိုတိတတ်တယ်လေ